ဒီနေ့မှာတော့အရန်ကိုစားကောင်းတဲ့စပစ်တီချောကလက်စိန်နီးလေးကိုလှုပ်စားဖြစ်တယ်အဲ့တော့အရန်စားကောင်းလို့လှုပ်နီးလေးကိုလိုက်လှုပ်ကြည့်ကြရအောင်เนาะအရင်ဆုံးချန်တို့ရေကိုပူသွားအောင်အရင်တည်လိုက်တယ်ပေါ့เนาะပူသွားပြီဆိုရင်တော့စတီးခွက်သို့မဟုတ်တန်ခွက်လည်းရတယ်အဲ့ဒါလေးကိုထည့်ပြီးတော့ချောကလက်အစ်စ်ပေါ့เนาะကိုအိမ်မှာအလွယ်တကူဝယ်လို့ရတဲ့ဟာအဲ့လိုမျိုးတွေလည်းသုံးလို့ရတယ်ချောကလက်ကိုချန်ကပျော်သွားတဲ့အထီကိုမှွေပေးလိုက်တယ်ပျော်ပြီးဆိုရင်တော့သုံးလို့ရပြီပေါ့เนาะဒါကိုချန်ကစပစ်တီနဲ့ကိုအကုန်လုံးပေါ့နှံ့သွားတဲ့အထီကုန်ချမ်းထည့်လိုက်တယ်လှုပ်လိုက်ပြီးတော့အေးခံထားလိုက်တယ်ပေါ့နော်အေးကိုနိုင်ဝက်လောက်ခံထားမယ်ဆိုရင်တော့သူကခက်ခဲလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ပေါ့နော်တော်လေးကိုစားလို့ကောင်းတယ်ဒီပုံစံလေးထွက်လာတယ်ဒါတော့ချမ်းစားကြည့်တာပေါ့နော်စပစ်တီရဲ့အထဲကအသားတွေလည်းရေခဲပုံစံလေးရေခဲမုတ်လေးလိုဖြစ်တယ်ပေါ့နော်ပြီးတော့အပြင်ကချောကလက်လေးကလည်းတအားကြီးလည်းမချိုဘူးအဲ့တော့အရန်စားကောင်းတယ်အရန်အမောပြေတယ်ဒီလုံနီလေးကိုလည်းအလွယ်ဆုံးလိုက်လို့တက်အောင်မျှဝေပေးလိုက်ပါတယ်ချမ်းရဲ့ဗီဒီယိုလေးကကိုအတွက်အကျိုးစီတယ်ဆိုရင်တော့ like and share လေးလုပ်ပေးကြပါဦး comment မှာလည်းရေးပေးလို့ရတယ်เนาะနောက်ထပ်ဗီဒီယိုအသစ်တွေမှာ channel ပြန်ဆောင်ကြမယ်အားလုံးကိုကျေးဇူးပါ